အားလုံးပဲမင်္ဂလာပါရှင်မေဖူးဒီညောင်ဘလော့ကနေကြိုဆိုပါရရှင်မေရပေါ့နော်အခုရန်ကုန်ရောက်နေရပဲဖြစ်ပါရဲ့ရှင်မေရန်ကုန်ရောက်တော့ဟိုတလောကပေါ့နော်မအိတ်တွေကြော်ညာထားတဲ့ဒီရန်လေးဖြိုးဆိုရဲ့ရွှေအေးဆိုင်မှာမေကလာပြီးတော့စားပါတော့မအိတ်တွေကြော်ညာခင်းနေကမေကအရန်ကိုစားချင်နေတာဒါကြောင့်မအိတ်တွေပူစားပြီးတော့မေဒီဆိုင်လေးကိုလိုက်ပို့ခိုင်းတာပေါ့နော်အဲခုမေနဲ့တူတူပေါ့နော်ဒီရန်လေးဖြိုးရွှေအေးလေးတောက်ပြီးတော့တောက်ကြည့်လိုက်အောင်နော်ကိုင်းမေကတော့ပေါ့နော်ဒီရန်လေးဖြိုးဆိုရဲ့ဒီရွှေရင်အေးဆိုင်လေးမှာမေကတော့နှုတ်စိမ်းရွှေရင်အေးနဲ့အုံလို့ရွှေရင်အေးဆိုပြီးတော့2မျိုးမှာခဲ့လိုက်ပါတယ်ရှင်နှုတ်စိမ်းရွှေရင်အေးကတော့တပွဲကို4500ကျပ်ဖြစ်ပြီးတော့အုံလို့ရွှေရင်အေးကတော့တပွဲကို2500ကျပ်ပဲဖြစ်ပါရဲ့ရှင်မြင်တွေ့နေရတော့ရွှေရင်အေးကတော့ဒါတော့အုံလို့ရွှေရင်အေးပေါ့နော်ဒါကတော့နှုတ်စိမ်းရွှေရင်အေးဖြစ်တဲ့ကျန်နှုတ်စိမ်းတွေကိုခုလိုခွက်ကြီးတစ်ခွက်နဲ့အကုန်အပြည့်ထည့်ရပါတယ်ရှင်သူ့မေရပေါ့နော်ဒီရန်လေးဖြိုးဆိုရဲ့ရွှေရင်အေးဆိုင်မှာမေရွှေရင်အေးလေးမှာပြီးသွားပြီပေါ့နော်ဒါကတော့ရန်ကုန်အုံတို့ရွှေရင်လေးဖြစ်ပါရဲ့ရှင်သူကဈေးလေးရတယ်ပေါ့နော်တပွဲမှာ2500ဆိုတော့မစိုးပေါ့နော်ဈေးလေးလည်းတန်တယ်နောက်တစ်ခါကျတော့သူကဒီမှာပေါ့နော်ဒါကတော့လူစိမ့်ရွှေအေးလူစိမ့်ရွှေအေးကတော့တပွဲကို4500ရပေါ့နော်အဲမေကတော့ဒီဆိုင်မှာရတဲ့ဒီရွှေအေး2မျိုးကိုပြန်စပြီးစားမယ်လှလိုက်တာအဲရန်ကုန်ရွှေအေးကလေအုံတို့များများပါတာကိုကြိုက်တာအုံတို့များများရင်းနဲ့ရှယ်ပဲခိုင်းသုံးဆောင်ပါအောင်ရှယ်အော်နော်ကျိုစိမ့်စိမ့်လေးမေဦးပေါ့နော်ဒီအများရွှေအေးနဲ့မတူပေါ့နော်အများရွှေအေးကကြတော့နိုးစီနဲ့တခြားရည်နဲ့သုံးများတယ်အုံလို့ကပါတဲ့ဆိုင်ပိုင်းမပါတဲ့ဆိုင်ပိုင်းဒီမှာကြတော့တုံးကအုံလို့ရည်ကျွေးတည်တန်းတခြားရည်မပါဘူးပေါ့နော်အုံလို့ရဲ့မှာမှအချိုးအနှဲငယ်လေးပဲထည့်ပေးထားတာအချိုးအရင်မကြိုက်တဲ့လူတွေကတော့တော်တော်လေးဆွေးမြေးစိတ်ဆွေးနေတော်တော်ကောင်းတယ်ရွှေပဲကြိုက်တယ်လုံစိမ့်ရွှေရင်နဲ့ရွှေရင်အယောင်လေးကကွာတယ်ပေါ့နော်လုံစိမ့်လေးကကြတော့ဘယ်လိုပြောညစ်တစ်လေအုံးကကြတော့ဖြူစွတ်ဖွေးဥလုံစိမ့်ကကြတော့အချိုလုံးဝမပါဘူးသူ့ရဲ့လုံစိမ့်ဘူးရဲ့လုံစိမ့်အရာပါလဲတကြားကြီးလုံးဝမထည့်ထားဘူးပေါ့နော်ရတာမလို့ဆိုတော့လုံးဝအစိမ့်ရတာပဲအချိုလုံးဝအရာတာမပါဘူးအချိုလုံးမကြိုက်တဲ့သူတို့ကအန်တီပြောဆိုပေါ့နော်စီးချိုသမားလို့တွေးတိုးသမားတွေကဒီအုံလို့မတောင်းရဲဘူးအုံလို့မစားရဲဘူးဆိုရင်တော့ဒီနိုစိမ့်လေးကိုစားကြည့်ပေါ့နော်တကယ်ကောင်းတယ်သူကကြတော့လုံးဝအချိုတည်းမပါဘူးအမေကကြတော့အချိုကြိုက်တယ်လူကြတော့ဒီနိုစိမ့်နဲ့ဒီအုံလို့ဆိုရင်အုံလို့ပူကြိုက်တယ်ပါမုံသားလေးရတယ်လေလုံးဝပါမုံဆိုရင်လုံးဝပါမုံအကြမ်းကြီးသုံးပေးထားမှာမဟုတ်ဘူးပါမုံကတော့လုံးဝနူးညံ့ညံ့ဤလေးသုံးပေးထားတယ်ပါမုံကောင်းလေးပေါ့နော်သူကပါမုံသားကမှန်လိုက်ပုံစံမျိုးလေးနူးညံ့လို့ရန်ကုန်ရောက်တော့ရန်ကုန်ရွှေရောအဝါတော့ပါအဲပါမုံသားကနူးညံ့တာမှန်လိုက်ပဲကြီးကြတာအတိမှန်လိုက်ပဲနဲ့တူကိုင်းခုမေးပေါ့နော်ရွှေအေးလေးကိုဆက်ပြီးတော့အေးစစ်စစ်စားလိုက်မှာပေါ့နော်ကိုင်းပေါ့နော်မေကိုခုဒီရန်လေးပြိုးဆိုရဲရွှေအေးရဲ့ဆိုင်လေးစားလေးရပါတော့မေကိုရန်ကုန်မြို့တောင်ကလပ်ပါ73ရက်ကွယ်နောက်ကကြမင်္ဂလာလမ်းမနဲ့အနော်မလမ်းတောင်ပေါ့နော်မင်္ဂလာလမ်းမနဲ့အနော်မလမ်းတောင်မှာရှိရဲရန်လေးပြိုးဆိုရဲအေးဆိုင်ပဲဖြစ်ပါရဲ့ရှင်ရွှေအေးဆိုင်လေးပဲဖြစ်ပါရဲ့ရှင်ကိုင်းခုအေးဘလော်လေးကိုဒီနားမှာပဲစုံတက်လက်တော့မယ်နော်နောက်မေဘေးဘလော်လေးလာအောင်မယ်ဘလော်လေးလာအောင်မယ်ဆိုတော့လဲဆက်လက်ပြီးတော့ဆောင်းအပေးချင်လို့ရအောင်ရှင်နောက်မေဘလော်မှာပြန်လဲဆိုလို့ကြမယ်နော်အားလုံးပဲ